嘿，你弄么家我们那了，过到来从养你的喏，提上嘿，不是个来么家我们那了，你那我他妈出门俺们来木，不要没嘛也烂标了，烂标了多少阿产那啥那的，多少说的讲究把忙的，把标的天龙，嘿，好你们大路爬起的，啊，就都会把比看都厉害的，那我阿爸把起耶路，乱了么不会的，风气不话说的。他叫你们要对嘛，重新从俺的老模样嘛，他叫你们要对俺的好不呀嘞？他叫咱家说新娘娘，张牛几个不离不离为了打的那着几个，俺被你的描述了水不垃圾么？那个是俺们路吧？然后朋友就过来了，三边摸的嘛，这家伙的金巴路，三批的咱家说的问听你家这个名个样子听，哎呀，你等着呀，一批的牛吧别的。都到那个咱家说新娘娘长安转来的，看到没啷个不哩，继续录着吧。没啷来的讲不，可是我说看多粗不，啷来的啷不，没啷来的骑着路路当王别么查完呢。好的嘞，可是我说娘娘出来的路口娘夫，你没养卷子呀，系的谁卷呀咋不？就满那里头嘛，这个嘛的要别查路，骑着路路当当。你不的，你这个嘛面路嘛，就个来演的吧。这天是个啥人出来比这个什么错？我碰那个来干，比这周围干的多不出来的卡里狗。哦，爱在那住耶。哎，些妈妈比，爱在那住耶，属于这个不一样。如果要长期的么子，就么转那么干么转了，变了的，碰那个来车比卡里干比周围干的不稳乱的哎呢。哦，哎的嘛呢，可能俺来地没嘛，突然讲到来地没嘛，问了都来地没嘛，可是从这点么错，没有讲来问，这个讲俺隔壁了，可是老妈呀，就谁才不是干的臭么标吧不？哦，你谁也得这个嘛耶？说这个跟他说的，就可以你没要不到呀，无难了。哎，你呀，都那些咱的骑着龙头来当的呀，俺从那路သွား，不是个呀。然后这样那给他个老肉皮都看多粗吧呀，老男人老妈妈老男人看多高。第天就满那种啊，就俺呀的表演哦，牛羔羊咱先有呢，把妈妈的只有那样，只有说的只有这个种表个样子呢，下表讲嘛叫。后头只有个下路路，就看那表不吧的。前毛黑那个有地方杀进来，说到缅甸我满脑黑，我满脑黑就说的就是俺这就够那的扩产呢。就看就杀进来黑吃饭路，刚那黑那的快慢慢路进来路，够用表了。哎，那只有一个上谁说的？哦，朋友们刚那里阿弟杀进来老嘞，哦下路路了。嘛讲那里不然三大里，阿弟杀进来老来的，讲了啊，讲老来不讲来嘛老来，没，加了下路表加嘛这块，加上只有这个种表不下去呢，阿弟路那这样那边在酒家里头，不妈妈面了下要有，你不讲那不妈妈面了下到，只有个人上机，人上机比较这都，阿弟在，人上里熬内部，人上我就交机。正面的妈妈表变背，这样背的。我们这里个只有表了，当姑娘个只有这样，你家那个路在骨头里都扒的，你那哪里没？模糊只有那就那个，老实的朋友呢，慢慢路。ဒီလိုတခါတည်းတရားနာပြတာပြန်ပိတ်နောက်ကြွကြွလောက်ပြီဆိုပြီးသူကဒီတိုင်းလေးနှိမ့်ကြည့်မကြွသေးဘူးသူကပြန်ဖုံးကျုပ်ကလည်းမကြွဘူးတစွန်းရနဲမှတ်လို့ဗမာမမြင်တာနဲ့ရက်နေနောက်ကျုပ်မကြွလှမကမကြွတော့တရုတ်ကကျုပ်လှမ်းပြောဟဲ့ဘုန်းကြီးစွာလားဟဲ့ဘုန်းကြီးစွာဆိုဒီကျုပ်ကလည်းမစွာဘူးအဲ့လေမသွားဘူးမသွားတော့တရားနာပြေးတာသူနည်းနည်းလေးသက်သာအောင်ဆိုရင်တရုတ်လိုဆက်ရင်တော့ကျုပ်သိမယ်မဟုတ်ဘူးဗမာပြည်နေတဲ့တရုတ်ဆိုတော့သူကကျုပ်ဗမာလူလန့်ဆဲ
嘿，朋友说说不说不了，俺妈朋友说话的说的。我马路蓝色的发表讲了，就干的呀，那么子飞机车比二里的有脑筋为啥？我满个来呀，这有脑当我们好苦。脑筋为啥着嘛？把妈妈脱皮了，行不行？你看嘛不要，把大家木不要，南木的路不要，木地路不要，你看嘛不要。哎，说说个路面哪呢？说说个着脱狼包么家伙，路下去着嘛？ခင်ဗျားတို့ကြားဘူးသားနဲ့အမေယောက်ျားတွေကပါတယ်မရထီတော့ပါတယ်ပြိတ္တာမရထီတော့ဓာကြီးအဲ့ဒီမိမကလည်းလင်းထီတော့သူကြည့်စရာတစ်ခုတော့ရှိလို့ထွက်လာတာဒီတော့တရားနာပြိတ္တာရေဒီခါမှာဗျာဒီခါမှာဗျာနဲ့တပိတ်ကလေးတပိတ်ချီနဲ့တင်လို့ထိုင်မှာဗျာဒီသတင်းသုံးပါဗျာနဲ့အမေနောက်ပိုင်းဘာလျှောက်တယ်ထင်လို့ရှင်ဗျာတဲ့ဟိုနောက်ရက်ဒီကနေ့ကစပြီးဖြင်ဗျာထိုင်ကိုတော့ဖြစ်နေစဉ်ကြွားပါဗျာလက်သီးတကူလွယ်တော့ဘူးမန္တလေးကဒီလိုပဲလောက်ယူတာယူရရတဲ့ကိစ္စဒါကြောင့်တရားနာပြေးသားရေကတော့အစုံများမလုပ်ကြပါနဲ့တန်ဃာတော်ရှင်များများကြွလာရင်ခရုစိုက်လောင်းကြပါနော်ကတော့စုံနဲ့ဘုန်းကြီးတွေကလည်းမတဲ့လုံးလို့ပါဗျာဟုတ်တယ်ကတော့စုံနဲ့ဘုန်းကြီးကဘယ်ထိအောင်မတဲ့တယ်ဆိုသေကမ်းပြမတဲ့ကတော့တော့ဗျာလို့မကြည့်နဲ့အဲ့ဒီကိုတော့ချားနဲ့ဆိုလက်ထွက်သွားမကတော့ဆုံးဆိုတာယဉ်ကျေးအောင်ပြောတာပဲပြိတ္တာတကယ်တမ်းတဲ့တယ်ပြောကြလို့ဆိုတော့သွားတယ်မလောင်းနိုင်ဘူးတဲ့ဒါပဲမလောင်းနိုင်တဲ့လူနဲ့လိုချင်တဲ့ဘုန်းကြီးနဲ့ဘယ်နဲ့လုပ်တဲ့မလို့လို့ဒါကြောင့်ကတော့ဆုံးများမလုပ်ကြနဲ့ဘုန်းကြီးနဲ့မတဲ့ဘူးကတော့ဆုံးနဲ့သာမတဲ့တာဗျာရပ်တော်မူပါအောင်ဖယားဆိုရင်တော့ဟောတနာကြီးနာကြီးဝက်ခြီတလုံးတွေတောက်ရုံမကလို့ထိုးလဲပါစီစိတ်ကူးလေးနဲ့တလောက်ကြာမှတော့ချင်းမောင်ဟင်းကပြီးချက်မဟုတ်တော့ဘူးမနူးသေးလို့လားဟဲ့အော်ဆွမ်းခံစားရတဲ့ဘုန်းကြီးဆိုရင်တော့ငယ်ကျိုးငယ်နာကုန်ပါပြီဒီတော့မြို့ကြီးပြကြီးစီကတရားတရားကောင်းတဲ့မြို့မို့ဆွမ်းလောင်းတဲ့ကိစ္စလေးသတိပေးရပါတယ်ဗျာမိမိတို့မြို့မှာမိတင်သတင်းသုံးကြတဲ့တန်ဃာတော်အရှင်မြတ်တွေအာဒီဆွမ်းကိစ္စကိုတော့ဖြင့်ခင်ဗျားတို့လစ်လျူမရှုကြပါနဲ့ပုဂ္ဂလသဗ္ဗယဆိုတာတစ်ပါးနဲ့တစ်ပါးမတက်လို့ဒီနေရာကဟိုနေရာပြောင်းနေရတာဗျနော်ရတာဗျဟောဒီဘောဇနသဗ္ဗယများမပြည့်စုံပြီဆိုရင်သာသနာတော်မှာခိုင်မြဲဖို့အလွန်ခဲယုံပါတယ်ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဝင်းထိန်နေတဲ့တောင်မြို့မှာရှိတဲ့တန်ဃာတော်အရှင်မြတ်တွေကိုဝအောင်ကျွေးမွေးလှူဒန်းနေတဲ့မြို့ဆိုတော့ရွှေဗလာကြီးမို့အနာကုစရာမလူတော်လဲဘုန်းကြီးတို့ကထပ်မှန်ပြီးတော့တိုက်တွန်းရခြင်းဖြစ်ပါတယ်မြို့ဆိုတာတရားတရားကောင်းပါတယ်ကျွတ်တို့မန္တလေးရင်ကြည့်မှာပေါ့ဝရမ်းမှာကလေးမလေးတယောက်ဆွင်းစလုံးကြီးနဲ့ကိုတော်တွေဝိုင်းတိုးတာတခါတည်းမှောက်ကြဇလုံးမှောက်ကြအောင်တိုးတယ်လောင်းတာပဲကိုတော်တွေဝိုင်းတိုးတာဇလုံးကြီးခွတ်ထုံမှောက်ရကြဘေးလိုက်ကြရင်တဝက်လောက်ကြာလို့မျောလင်းချက်ရှိသေးရဲ့ကိုတော့မှောက်ရကြီးကြတော့ပြီးရောကလေးမလေးဟောမေဘုန်းကြီးတော်တာကုန်ပြီအမေလို့သူဟဲ့သမီးမပြောနဲ့သူတို့ခင်ဗျားများတချို့ထိုင်ရင်မရှိတာမဟုတ်ဘူးသမီးကဟိုဘုံလောင်းလေးနဲ့စားရတာရှင်မပြီးခမဗျာရပါဗျာကြမှာလေးဗျာသမီးစလုံးယူခဲ့ဟောဆေးကြောပြီးခုခတ်လောင်းတုံးများစလုံးမှောက်ကြအောင်တိုးလေလောင်းတုံးများမြို့သူမြို့သားစေတနာထားတာပုံပြောပါတယ်မြို့မှုသာပေါ့ဗျာကျွတ်တို့တော်များဒီလိုစလုံးမှောက်ကြအောင်တိုးရင်အဲ့ဒီကိုတော့ခေါင်းတော့ဇွန်းရထင်ပြီးတာမှတ်တော့တော့အင်းကြီးပြည့်လို့ရတာမဟုတ်ဘူးပရိသတ်ရဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအခုကြုံပြောနေတဲ့ဇတ်တော်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစကားတော့ရှည်ထွက်သွားတယ်ပြန်ဆက်လိုက်ကြအောင်စို့ကြည့်လေတရားနာပရိသတ်ဟိုမှာတန်ဃာတွေစကားဖြစ်ဘယ်လိုစကားဖြစ်ကြတယ်လို့ဆိုတော့ဓမ္မတပည့်မှာအော်ဒီမိမတဲပြီးတော့ညံကောင်းပါလားဒီကနေပြီးကျုပ်ဖြတ်ထွက်သွားတာနော်အတော်လေးရှည်သွားပြီပြန်ဆက်မလို့ဖမ်းထားတဲ့လေသမား3ယောက်ကိုလွတ်အောင်လုပ်နိုင်တယ်ဘာမှလည်းမတော်ပဲနဲ့တယောက်ကိုလင်တယောက်ကိုသားတယောက်ကိုမောင်လို့ပြောပြီးတော့လွတ်အောင်လုပ်နိုင်တယ်တဲတော်တဲ့မိမပါလားလို့
စကားဖြစ်ကြတော့မှဖယားကြွအလားဟဲ့ဘယ်နဲ့ကြောင့်ငါဖယားကြွလာမှရပ်ထားကြသလဲမြတ်စွာဘုရားတဲ့ဒီမိမသည်လူ၃ယောက်ကိုရှင်မရင်ထောင်သွင်းအကျဉ်းထားရမှလွတ်တဲ့အကြောင်းပြောနေကြပါဗျာခြေသားတို့ခုမှမဟုတ်ဘူးခဲ့ဒီမိမဟောနောက်ဘဝတုန်းကလည်းဒီလိုလွတ်အောင်လုပ်ခဲ့ဘူးတော့ကွယ်လို့အတိတ်ဆောင်ဘာယာနတိဒီပြမရမင်းအုပ်ချုပ်စဉ်အခါဒီလိုပဲကျွန်းတပုံများကသွားပြီးတော့ကျွန်းတပုံများကိုစစ်သားတွေသွားပြီးနှိမ်နေတဲ့ချိန်ခါမှာကျွန်းတပုံတွေမမိတော့လယ်သမား၃ယောက်ဖမ်းလာဒီလိုပဲမိမတယောက်ကလိုက်ပြီးတော့ပစိုးတောင်းပစိုးပြီးတော့လင်တောင်းလင်းမယ်မလဲမေးတော့ဖမ်းတဲ့လူ၃ယောက်ထဲပါတယ်တဲ့ထုတ်ပြတော့ဒါဘာတွေတော်တော့ဒါကလင်ဒါကမောင်ဒါကသားအသင်မင်းကြီး၃ယောက်စလုံးမပေးနိုင်ဘူးလားမပေးနိုင်ဘူးတယောက်ပေးမယ်ဆိုရင်မောင်ကိုပဲပေးပါတဲ့ဟဲ့သင်စောစောကပစိုးတောင်းတယ်နောက်လင်တောင်းတယ်အခုပဲလည်းကြောင့်မောင်ကိုတောင်းနေတာတော့အသင်မင်းကြီးတဲ့ဟိုမိမများမှာသားဆိုတာခပိုက်မှာရလွယ်ပါတယ်တဲ့လင်းဆိုတာလည်းခရီးလမ်းလျှောက်သွားရလွယ်ပါတယ်မောင်မွေးဖွားပေးရအရာဖြစ်တဲ့အမေကြီးသေးပြီးမရှိတော့ပါဘူးဗျာတဲ့ဒါကြောင့်ဒီလိုမောင်မျိုးအစားထိုးမရနိုင်လို့ဖယားကျွန်တော်မျိုးကြီးမရနိုင်တာကိုမှလိုချင်သူဖြစ်ကြောင်းပါဖယားဆိုလို့ဒီမိမကိုအကြောင်းပြုပြီး၃ယောက်စလုံးလွတ်ခဲ့တယ်အဲ့ဒီအတိတ်ဇာတ်ကြောင်းကိုပြန်မြောင်းပြီးတော့ပေါက်လိုက်မယ်ဆိုရင်ဟဲ့ဖြစ်သားတို့ဟောဒီကောသလမင်းထမလူ၃ယောက်ကိုလွတ်အောင်လုပ်တဲ့မိမနဲ့ဒီလူ၃ယောက်နဲ့ဒီ၄ယောက်ဒီဟိုတုန်းကသူတို့၄ယောက်ပဲဖြစ်ခဲ့ကြတဲ့ခြေသားတို့ဟိုတုန်းကပြမရမင်းကြီးဒီယခုငါဖယားဖြစ်လာတဲ့ခြေသားတို့လို့အဲ့ဒါလိုဇက်ကိုပေါင်းတော်မူပါတယ်ပြိဿဒါကြောင့်ကျွတ်တို့ဧကနိဗ္ဗာန်ဥစဉ်ကဇက်မှထုတ်နှုတ်ပြီးတော့ဟောတဲ့ဇက်လန်းမီဒီကနေ့ညမရတာကိုမှလိုချင်သူလို့အမိပေးထားတာနဲ့လည်းကိုက်ညီသွားပါပြီကျမ်းမာရေးမကောင်းတော့လည်းပရိသတ်နဲ့သင့်လျော်အောင်ဆိုပြီးတော့အဆိုးလေးတွေအငိုလေးတွေလျှော့လို့တဖြည်းဖြည်းတစနဲ့ကျုပ်အပေါ်လည်းမဆိုးကောင်းလားမငိုကောင်းလားရဲ့လို့ဘယ်လိုမှမအောင်မေ့ကြနဲ့ပြီးခါညာကျမ်းမာရေးလည်းမကောင်းဘူးဆိုခြင်းစိတ်ငိုခြင်းစိတ်လည်းမရှိဘူးပရိသတ်တဖြည်းဖြည်းလျှော့တော့မယ်လို့လည်းအာယုံပြုထားပါတယ်ဒါပတိနောက်ပိုင်းကျတော့ဖြစ်သလိုကြည့်ရှုလုပ်ကြသေးတာပေါ့ကဲအခုရှေ့ပိုင်းတော့ဒီမြနဲ့ထားလို့ခမည်းတော်တတ်စွမ်းသမျှလှူဒန်းရမယ်အချိန်ကိုရောက်နေပါပြီနှစ်ပြားတစ်စောင်းရွှေဆန်းတော်ဇေဒီတော်ကြီးဇေလူဇေသားများဆောက်လုပ်နေတဲ့တစ်စောင်းတော်ကြီးအတွက်ကျုပ်ဒီကနေ့များများစားတော့မလိုချင်မှုပြေးတာကျုပ်ရဲ့သိက္ခာစိတ်လိုချင်ပါတယ်ပြေးတာကြီးနားထောင်တော့ကျုပ်သိက္ခာပြော20နဲ့ကျုပ်6ဝါရှိသွားပါ26ဝါ26ဝါဆိုတော့ကျုပ်သိက္ခာစိတ်ဖြစ်အောင်တော့အင်တိုက်အားတိုက်တက်ဆွမ်းသမျှကြိုးစားလှူကြ2600လောက်ရအောင်ရပါတယ်မပါဘူးမလုံးနဲ့မပါဘူးပြောကျုပ်လက်တွေ့ကြိုးတမ်းပြီးဒီလူတွေအိတ်ထောင်နဲ့အကုန်ရှောက်နိုင်မတသိန်းကျော်တောင်ရပါတော့ပေါ့လွင်လင်းတကူလေးအင်အားနဲ့ပေါ့ပင်ပင်ပန်းပန်းကြီးမဟုတ်ပါဘူးနင်းလောင်များလောင်တောင်းတိစုပေါင်းပြီးတော့ခမရတို့အင်အားလေးနဲ့တရားတရားလေးနဲ့ကိုက်ညီအောင်မွေးပြီးတော့ကြိုးစားပြီးလှူကြပါကျုပ်သိက္ခာစိတ်2600လောက်ဖြစ်အောင်ကြိုးစားပြီးတော့လှူကြပါဆိုတာဘုန်းကြီးဒီကနေ့တိုက်တွန်းရင်းနဲ့ပဲခိတ္တနားပါမယ်ပြည်သားနည်းနည်းလေးမောသွားပါပြီဗျာဒါကြောင့်ဗမာတွေကမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါတိထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကိုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်နှစ်ပြားတစ်စောင်းတော်ကြီးအတွက်ဘုန်းကြီးရဲ့သိက္ခာစိတ်ကြံဒီကံဆရာတော်နဲ့တောင်မြို့တရားနာပရိသတ်ကတရားတရားကြီးနဲ့ငွေ2600ဆိုတာကပီးတက်ရအောင်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းအနန္တ၅ပါးကိုချစ်ခိုးပါ၏ဗျာ
ဒီလိုရှိခိုးရမှာတညတိုင်းလားညတိုင်းလားညတိုင်းရှိခိုးရပရိသတ်ကြီးဘုန်းကြီးကိုညတိုင်းရှိခိုးရမှာပါဘုရားလို့ရှောက်ပြီးအလျောက်ကောညတိုင်းများရှိခိုးကြရဲ့မိုးလည်းနဲ့အုံနဲ့နော်ဟုတ်ပါဘူးမိုးအုံတာပြောတာပါဘုန်းကြီးတိုက်တွန်းခဲ့တဲ့အချိန်မောင်းမနှဲတော့ပါဘူးတောင်လူမျိုးခမည်းတော်ကိုတရားဟောဖို့ကျုပ်ပလင်မော်တက်မဲ့ကြံကလေးကအနန္တ၅ပါးကိုရှစ်မခိုးပဲကျုပ်ပလင်မော်မတက်ဘူးပရိသတ်ကိုရှစ်ခိုးခိုင်းရုံနဲ့မကဘုန်းကြီးကိုယ်တိုင်လည်းအနန္တ၅ပါးရှစ်ခိုးပါ၏ဘုရားလို့ဥသုံးချိန်ချပြီးမှပလင်မော်တက်တဲ့ဘုန်းကြီးတရားနာပရိသတ်ကိုလည်းပဲအနန္တ၅ပါးရှစ်ခိုးမခိုင်းမဲ့နဲ့ကျုပ်တရားတပွဲမှမဟောတရားဟောလာတာအနှစ်20ကျော်သွားပါဒီလိုအနန္တ၅ပါးရှစ်ခိုးတဲ့ဂုဏ်ကျေးဇူးတွေညီငယ်နှမငယ်လေးများကအစအိယာခင်းလို့ရှိရင်အိယာတဲ့ခေါင်းနဲ့ကပ်ပြီးမအိတ်ခင်အနန္တ၅ပါးသတိရကြပါစီတော့လို့တရားဝဲတိုင်းတိုက်တွန်းတဲ့ဂုဏ်ကျေးဇူးတွေတောင်ငူမြို့ကိုဝင်တော့မဲ့ကြရင်ကျုပ်မေတ္တာသို့ရုပ်ဝင်ပြန်ထွက်တော့မယ်ဆိုရင်မေတ္တာသို့ရုပ်ထွက်တောင်ငူမြို့တင်လားမဟုတ်ပါဘူးရောက်ရမြို့ပြပြည်ရွာတွေမှာထုံနည်း၎င်းပဲမိမိတရားဟောဝင်တော့မယ်ဆိုတဲ့မြို့ရွာတွေမှာကျုပ်မေတ္တာသို့ရုပ်ပြီးတော့ငါတရားဟောမဲ့အယတ်ဒေသရှိကြတဲ့တရားဓမ္မတွေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဆိုတဲ့ဒီမေတ္တာဓာတ်နဲ့ပဲဘုန်းကြီးဝင်နေပြန်ထွက်တော့လဲကျမ်းမာချမ်းသာရကြပါစေမေတ္တာသို့ရုပ်ပြီးတော့ပဲဘုန်းကြီးပြန်ထွက်ဒါကြောင့်တနိုင်ငံလုံးလှည့်သွားနေတဲ့ဘုန်းကြီးမှာဒီမေတ္တာအကျိုးတွေအနန္တ၅ပါးရဲ့ဂုဏ်ကျေးဇူးတွေကြောင့်တရားဟောလာခဲ့တဲ့အချိန်အခါမှာအနှစ်20ကျော်ခရီးမှာအနှောက်အယှက်အတားအဆီးကန့်ကွက်ဘာမှမရှိဘဲနဲ့ဘုန်းကြီးပေါ်မေတ္တာပြန်ညလို့ပရိသတ်ကြီးဘလောက်များငြိမ်စိမ်နဲ့အေးစိမ်စူရာပူရာနောက်တာပြောင်းတာအနှောက်အယှက်ပေးတာမတွေ့ခဲ့ဘူးပါဒါကြောင့်အလုံးတရားနာပရိသတ်အနေနဲ့လဲအန္တရာယ်ကင်းပြီးတော့ချမ်းသာချမ်းသာနာနိုင်ကြပါစေလို့ဘုန်းကြီးဒီနေ့မေတ္တာများပို့တာပါတယ်မေတ္တာပို့တာပြီးတဲ့နောက်ကြေညာထားတဲ့ဇတ်လန်းကဘုန်းကြီးတို့ဒီကနေ့မရတာကိုမှလူချင်းသူပါတယ်တော့ပြိဿကြီးမရတာကိုမှလူချင်းသူဆိုတော့ပြိဿစဉ်းစားကောင်းဝင်လိုက်ဘာဒီများလူချင်းနေပါလိမ့်ကောင်းပြင်ကဒူဝန်ကျဲကြီးကိုများလူချင်းနေလေသလားသူကမရနိုင်တာကိုပြီးတော့ဒူဝန်ကျဲကြီးလူချင်းလို့ရပါမလားမရပါဘူးမရတာကိုမှလူချင်းသူဆိုတော့ဒူဝန်ကျဲများလူချင်းနေလေသလားတာကိုမှလူချင်းသူဆိုတော့ဒူဝန်ကျဲကောင်းပြင်မှာရှိနေတဲ့နေနဲ့လကိုပဲများလူချင်းနေလေသလားစဉ်းစားပါပေါ့မရတာလူချင်းတာတွေရှောက်ပြောအများကြီးပေါ့ဗျာလက်ထဲတစ်နှစ်စုလို့ငွေ1000မပူလာပဲနဲ့မာစီရီကားကြီးကိုများလူချင်းနေလေသလားအတိုယိုတာကိုရိုလာများလူချင်းနေလေသလားတွေးစရာပေါ့မရတာကမှလူချင်းတဲ့သူဟိုပိဿအနိုင်ငံကျော်ဓမ္မကတိကကျမ်းဒီကဆရာတော်ကြီးကိုမှတရားနာခြင်းသလားဒါရီကိုပိဿမဟုတ်ဘူးတချို့ကြောက်ကိုပြင့်လို့ရတာမဟုတ်ဘူးလွယ်တယ်များမထင်နဲ့ဒီတဲ့တချို့ကပြောသေးပါသူတို့ပြောတဲ့စကားရှာရပါတယ်ဟိုကွာတဲ့ကျန်ဒီကံဆရာတော်ကကဆုံလာွယ်ထိတောက်လျှောက်တရက်မှမရှိဘူးကုန်တယ်ဆိုတော့ဗါတဲ့ထွိတ်ဆိုလားပါဆိုလားဆိုင်ကိုဆိုလားထွိတ်ဆိုလားကျုပ်တော့ရှာရပါ
တကယ်ပြည့်တဲ့ပုဂ္ဂိုလ်ကမှကျုပ်စာအုပ်လှန်ကြည့်လို့သိပါတရားပွဲလာပြည့်တဲ့ပုဂ္ဂိုလ်တွေကိုဘုန်းကြီးတို့ကကြွားရရောက်မှဆိုလို့ကဆုံလကွယ်အထိမရှိတော့ဘူးလို့ခင်ဗျားတို့ပြောရင်ယုံညံမယုံမဟောတဲ့စာအုပ်ကြည့်သွားကြွားတာမဟုတ်ဘူးပြိဿဂုံလုံးတာမဟုတ်ဘူးဂုံဆိုတာခင်ဗျားတို့သိပါတယ်လေလှုပ်ယူလို့ရတဲ့အမျိုးမဟုတ်ပါဘူးခုနွန်တေပတ္တန္တိဇနာအလိုလိုဖြစ်ပေါ်ပြီးတော့သူ့အကြောင်းတရားကြောင့်သူ့အကျိုးတွေဖြစ်ပေါ်လာကြတာနိုင်ငံကျော်နဲ့ကျုပ်တရားကိုခဏခဏလေးပြောခဲ့ပါတယ်ဘလုံးရှုပ်ထွေးကြော်ပါလို့တိုင်းပြည်ဝန်ခံခဲ့ရန်ကုန်မှာတရားဟောတယ်ကြည်မြင်တိုင်းမှာဓမ္မဂတိက7ပါးတိပိဋကဆရာတော်ပါတယ်ဥဝိစိတ်ဥဝိလာဒကြီးပါတယ်ဘုံပြန်ဆရာတော်ကြီးပါတယ်ဇဂိုင်းခန္ဓာယုံဝိပဿနာဆရာတော်ပါတယ်ဥဝိမလမောဂုတ်သုတ်တံပါတယ်အောင်ရင်းဓမ္မစကြာပါတယ်သမင်းချံပါတယ်တထုံပါတယ်ခမုံပါတယ်ထူးကြီးပါတယ်ကျုပ်ပါတယ်7ပါးအော်ဒါဖြင့်ရှင်မယားကတောင်လူမြို့ကြီးလာပြီးတော့ဓမ္မဂတိက7ပါးထဲမှာအရှင်ဘုရားတရားနာပိဋကအစီဆုံးလို့ကြွားတာလားဗျမထင်ပါနဲ့ဘလုံးရှုပ်ထွေးတရားကြိုက်တဲ့လူတွေအတော်ပေါ်တယ်ဒါကိုကျုပ်ပြောကျုပ်ကဘလုံးရှုပ်ထွေးကြော်ကိုဗျဘလုံးရှုပ်ထွေးတာတော့ယောက်ျားမိန်းမကလေးလူကြီးရှမ်းကရင်ကချင်တရုတ်ကလာအစရှိသဖြင့်ကျုပ်တရားလူပေါင်းစုံလားဘာဖြစ်လို့လူပေါင်းစုံလာတာလဲလို့ဆိုတော့နားလေလို့ကြိုက်ကြဒါကြောင့်ကျုပ်ကလည်းနားလေအောင်ပဲဒီကနေ့ညဟောရပါလိမ့်မရတာကိုမှလူချင်းသူဆိုတော့ဘယ်သူပါလိမ့်မလဲဘယ်လူဟာကြီးပြန်လူချင်းနေကြပါလိမ့်တဲခုတ်ကလေးနဲ့နေတဲ့ဆင်းရဲသားတယောက်ကတိုက်ပေါ်ကတထေးသမီးများလူချင်းနေလေသလားစဉ်းစားကြရပေါ့လေလူချင်းသားတွေရှောက်ပြောအများကြီးပါဆိုတော့ကုံမမဟုတ်ဘူးမကုံတော့ဟောကြစို့ပြိဿကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာဝတိမြို့စွန်ဇနဘုံမှာကျွတ်တို့သဘုံတွေတောင်းချမ်းအဲ့ဒီလိုသဘုံတွေတောင်းချမ်းတော့သာဝတိကောသလရှင်ဘုရင်ရဲ့စစ်တီတော်များထွက်ပြီးတော့နှိမ်နှင်းကြသဘုံတွေတွေ့တော့အတွေ့သားပဲလိုက်လို့မမိဘူးလိုက်ဘယ်တော့ညာတော့ဖြတ်မဝိုင်းဝိုင်းထားနေမကောင်းပြီဒီអော်လိုက်ရအောင်ဝိုင်းဟေဝိုင်းဟာမောရနော်အဲ့ဒါလို့ဝိုင်းလိုက်တာတရားနာပိဋကဇနဘုတ်ကဂျွန်းတပုံနေအကုန်ပြေးကြတော့တယောက်မှမမိလိုက်မိရလားပိဋကကြီးမိပါဗျာသဘုံနေတော့မမိဘူးလေသမား3ယောက်လေထွန်းနေတာသွားတွေ့ဟောဟေးမိရလားဟိုမှာ3ယောက်လာခုမှမိဟဲ့ကောင်းနေလာခဲ့ဘာလဲခင်ဗျဘာမှမလဲဘူးမင်းတို့သဘုံနေလာခဲ့ဟာကျွန်တော်တို့လေသမားစစ်တွေပါခင်ဗျဘာလေသမားရမှာတော့တိုင်းသူပြည်သားနှိပ်စက်ခိုးတုံးကခိုးတိုက်တုံးကတိုက်ရိုက်တုံးကရိုက်ပြီးတော့အခုမှမင်းတို့ကတပြားကင်ပြီးတော့လေတဲ့ဆင်လေသမားရောက်ဆောင်တဲ့ကောင်လာလိုက်ခဲ့လေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားလေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားတော့မလှမ်းမကန့်မိမတယောက်ကမြင်တယ်ကိုဘေးကရဲ့ဟောကြည်စားပရစ်စစ်သားတွေမတရားသဖြင့်သဘုံတော့မရောက်မလိုက်ဘူးငါမျက်စိရောက်တဲ့လေထွန်းနေတဲ့လေသမား3ယောက်သူတို့ဖမ်းကြတယ်ဒီလေသမား3ယောက်လဲဘယ်လူပဲဝါရဲ့လို့ငါမသိဒါပေမဲ့လို့သူတို့လွတ်အောင်တော့ငါရှိတဲ့အကြံနဲ့
လိုက်နှုတ်မှပဲမိမကနည်းနည်းနားထောင်နော်ဒီနေရာမိမအစွမ်းပြရမှာပေါ့မိမတွေပဲနည်းနည်းတော့မြှောက်ပေးလိုက်ဦးမဟုတ်ဘူးတချို့ယောက်ျားတွေကအောင်မှာကွာမင်းတို့3000ဝမိမသား3000ဝမိမသားတဲ့အပြောခံရလုံးလို့ဟဲ့နှမငယ်များနောက်ကိုလေနင်တို့ယောက်ျားတွေနိုင်ရင်ဟောဒီဇတ်ထုံးနဲ့ကြီးကင်ပေါက်ကြတတ်လာငါမြှောက်ပေးလိုက်ဦးလိုက်သွားပြီမိမတဘုံဆိုပြီးလယ်သမား3ယောက်ထောင်သွင်းအကျဉ်းထားကြမိမကရွှေနန်းတော်ကြီးလှည့်ပတ်ပြီးတော့အော်ပြီးပြိတ္တာဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဣသရဏမေဒေထဣသရဏမေဒေထဣသရဏမေဒေထလို့ဒေဝအရှင်မင်းကြီးဣသရဏဖုံးလွှမ်းရာပစိုးကိုဒေထပေးကြပါကုန်တော့ပစိုးပေးပါတဲ့ငါဖုံးလွှမ်းရာပစိုးပေးပါလို့ရွှေနန်းတော်ကြီးလှည့်ပတ်អော်တယ်ပြည်သားကြီးဘာပေးပါလို့တောင်းတာတော့ပစိုးပေးပါဖုံးလွှမ်းရာပစိုးပေးပါအဲ့ဒါလို့អော်တော့ရှင်မင်းကြားဟဲ့မင်းကြီးများဘုရားငါဤနန်းတော်လှည့်ပတ်နေတဲ့တောသူမှဘာရီပြောနေမလားပါဗျာပစိုးပေးပါလို့တောင်းနေတယ်ဗျာဟဲ့သွားပစိုးကြီးတွေကပစိုးကိုယ်တော်တွေကပေါ့ဗျာပစိုးတွေထုတ်ပေးလိုက်ပစိုးတွေထုတ်ပေးလိုက်ဘယင်အမိတ်တော့မှတ်လို့ပစိုးတွေထုတ်ပြီးတော့အိုးတဲ့ငါဒီပစိုးပြောတာမဟုတ်ဘူးတဲ့ကိုပြောတာမဟုတ်ဘူးတဲ့ဘာမလင်းဒီဟူသောဖုံးလွှမ်းရာပစိုးကိုတောင်းတာဒီမိမစောစောကပစိုးအခုကနဲ့လင်းနေပါလေပါလာပါလေလာဘယင်ထောင်လိုက်ခဲ့ဘယင်ထောင်ခေါ်သွားမှန်လားပါဗျာဒီပစိုးမဟုတ်ကြောင်းပါတဲ့ဗျာဟဲ့တော်သူမဗျာနင်ပစိုးဆိုလို့ပစိုးထုတ်ပေးပြီပစိုးပေးပြန်တော့မဟုတ်ဘူးဆိုတော့နင်ဘယ်လိုပစိုးတောင်းတာတော့အသိမင်းကြီးတာမိကိစ္ဆရဏလင်းဒီဟူသောဖုံးလွှမ်းရာပစိုးကိုတောင်းတာပါဗျာပါဗျာဒီပစိုးဖုံးလွှမ်းလို့ကတော့မလုံးပါဗျာတဲ့ဘုရားကျွန်တော်မျိုးမကြီးသတော်ဥတင်ရမယ်ဆိုရင်ဖြင့်နေကနရိအနုရကနေကရထအရာဇီကံအိခိပိဝိရဝနေကယတ္တပိဓတ္တဘာတရောနေကနရိအနုရကဆိုတာရေမရှိတဲ့မြစ်ဟာအချီးနှီးပါဗျာတဲ့နေကရထအရာဇီကံမင်းမရှိတဲ့တိုင်းပြည်ဟာလည်းအချီးနှီးပါဗျာအိခိပိဝိရဝနေကတဲ့မိမများမှာလင်းနဲ့ကင်းနေလို့ရှိရင်ယတ္တပိဓတ္တဘာတရောမောင်တချိတ်ဆောင်တော်လဲပစိုး1000ထပ်ပြီးတော့ဝစ်တော်လဲလင်းမရှိတဲ့မိမမလုံကြုံကြောင်းမှာအချီးနှီးဖြစ်ကြောင်းပါဗျာတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်များကကောက်ချင်တာတောင်းပါသာမိကာလအသာမိကာလမေးပြီးတော့ကောက်တော်မူကြပါဗျာလင်းရှိမရလို့ဆိုလို့ရှိရင်ရှောင်ကျင်ကြပါလေဤရှောင်တယ်ဆိုပြီးဘယင်ဆိုတဲ့လူမျိုးကလည်းလိုချင်ဇွတ်ပါပဲဟိုနေ့ကဟောပြီးခဲ့ပြီဘုရားကုန်းတော်ပေါ့ဒါပေမဲ့လို့တော်သေးတာပေါ့အော်လင်းရှိမရပါလားငါပြစ်မှားမတော်တော့ဘူးဒါပေမဲ့လို့သူ့ကိုမှမိဖုရားမြောက်ရရင်ငါဘယ်နဲ့ညနေလို့ဆင်ခြင်ပါသေးတယ်ဘေးကမြောက်ပေးတဲ့လူရှိရင်တော့အဲ့ဒီရှင်မရင်လဲဆင်ကန်းတော်တို့ဇွတ်လုတ်တော်တာပဲနားထောင်တော့ဒါကြောင့်လင်းမရှိတဲ့မိမအချီးနှီးပါဘုရားပစိုး1000ထပ်ဝစ်တော်လဲမလုံးပါမောင်တချိတ်စောင့်မိမယ်လို့အပိုးပါပဲဘုရားတဲ့ဒါကြောင့်ဘုရားကျွန်တော်မျိုးမသည်ဟောဒီပစိုးကိုတောင်းသည်မဟုတ်လင်းဒီဟူသောပစိုးကိုတောင်းကြောင်းပါဗျာ
တော်သူမနေပါအောင်လောကယောက်ျားတွေအပေါ်သားနဲ့လင်းတယောက်နင့်ဖန်နေရှားယူပြီးတာပဲတိုက်ပြေအုပ်ချုပ်တဲ့ငါဘယင်ကိုနင်တောင်းရအောင်နင်ဘယ်လိုလိုချင်မှမသိပဲနဲ့နင်လင်ရဖို့အတွက်ငါပဲလိုရှာပေးရမှာတော့ဖယားကျွန်တော်မျိုးကြီးရဲ့လင်သားဖောင်းသွားတဲ့ထဲပါပါဗျာမင်းကြီးများဗျာစောစောကသဘုံ3ယောက်မိခဲ့ဆိုမှန်လားပါဗျာသဘုံ3ယောက်မိခဲ့ကြောင်းပါဗျာခေါ်ခဲ့စမ်းသဘုံ3ယောက်ခေါ်လာတော်သူမဗျာဒီသဘုံ3ယောက်ထဲကဘယ်ဟာနင့်လင်သားလဲပြောစမ်းဟောဒီ3ယောက်ထဲကဒါကဖယားကျွန်တော်မျိုးမရဲ့လင်ပါဗျာဒါကဖယားကျွန်တော်မျိုးမရဲ့သားပါဖယားဟောတာကဖယားကျွန်တော်မျိုးမရဲ့အမေကမွေးတဲ့မောင်အရင်ပါဖယားတော်ဦးတင်လိုက်ကိုင်းဒါဖြင့်နင့်လင်ခေါ်သွား3ယောက်စလုံးမပေးနိုင်ဘူးလားဗျာလာပြန်ပြီဒီတော်သူမပဆိုးဆိုလို့ပဆိုးပေးတယ်ဒါလင်ကြီးဟူသောပဆိုးတောင်းပြန်နေအခု3ယောက်ထဲကလင်ကိုပေးပြန်တယ်3ယောက်မလွတ်နိုင်ဘူးလားပြောပြန်တယ်3ယောက်စလုံးမလွတ်နိုင်ဘူးလူချင်းတဲ့တယောက်ကိုသာပြောမှန်လားပါဗျာတဲ့လူချင်းတဲ့တယောက်ပြောရမယ်ဆိုရင်ဖယားကျွန်တော်မျိုးမကြီးမောင်အရင်ကိုပေးပါဗျာတဲခက်နေပါမိညာဗျာဒီမင်းကရှေ့စကားနောက်စကားမကြီးစကားတွေအမျိုးမျိုးပြောနေပါလားမင်းကြီးမြမှန်လားပါဗျာကြားသိရပါဗျာတော်သူမနင်ပြောတဲ့စကားစဉ်းစားစားငါဖုံးလွှမ်းရပစိုးပေးပါဆိုလို့ပစိုးပေးခဲ့ပြီဒီပစိုးမဟုတ်ပါဘူးလင်ကြီးဟူသောဖုံးလွှမ်းရပစိုးတဲ့လင်ကိုပေးပြန်တော့3ယောက်စလုံးမလွတ်နိုင်ဘူးလားလို့ဆိုပြန်တယ်မလွတ်နိုင်မှုတယောက်တည်းပေးမယ်ဆိုတော့အခုမောင်းမိုးလိုချင်တယ်လို့သင်ဆိုကြပြီလင်းကိုတောင်းပြီးဘယ်နဲ့ကြောင့်မောင်းမိုးလိုချင်တာလဲတော်ဥတင်မမယ်ဗျာတဲ့ဖယားကျွန်တော်မျိုးမရဲ့မိခင်အရင်ဖြစ်တဲ့အမေဒီယခုသေဆုံးသွားပါသဖြင့်လောကမရှိတော့ပါဗျာမရှိတော့ဘူးဗျာဖယားကျွန်တော်မျိုးမှာအမေဖယားကျွန်တော်မျိုးမှာအမေမရှိတော့လို့ဟောဒီလိုမောင်အစားထိုးပြီးတော့နောက်ထပ်ရဖို့ရမလွယ်တော့ပါဖယားတပည့်တော်မှတကယ်ရှောက်ထားရမယ်ဆိုရင်ဖြင့်အစေကေအမေဗုဒ္ဓပတိဒါဝန္တိယပတိတင်းစာတေသနာပသမီယတောတရိယာမလေမှန်လားပါဗျာဖယားကျွန်တော်မျိုးမကြီးတကယ်တော့ဥတင်ရမယ်ဆိုရင်ဖြင့်မိမသားဆိုတာဟာခပိုက်မှာသားတယောက်ရလွယ်ပါတယ်ဗျာတဲ့ခပိုက်မှာဒီနာကြီးမိမကြီးခပိုက်မှာဘာရလွယ်တဲ့တို့ခပိုက်ဆိုတာတို့ခပိုက်ဟဲ့မရှင်းရှင်းပြောရရင်ခါနာနေတဲ့ဘိုက်တဲ့ပဲပြောမယ်ခပိုက်ဆိုလို့တော့ကြဒီလိုအဝတ်ထဲဒီလိုလှုပ်ထဲတဲ့ခပိုက်ထင်းနေမှာစိုးလို့သိပါတယ်သိပြီလေငါသက်မဲ့ကြောင်ပြီးတွန်းလိုက်တာဟဲ့မိမများခပိုက်မှာသားတယောက်ကိုရလွယ်ပါသည်ဗျာတဲ့နောက်ပြီးတော့ပထေထာဝန္တိယပတိမိမများဟာလေလင်တယောက်ရဖို့ဟာခကြီးလန်းကိုရှောက်သွားမယ်ဆိုရင်အဲ့ဒါကူပါတယ်ဗျာနားထောင်တော့မိမပိုင်းဆိုင်ရာနားထောင်သွားတော့ခက်တယ်မထင်နဲ့ဟေးလင်တယောက်ရဖို့ဟိုမိမကပြောနေပြီဗျလင်တယောက်ရဖို့ဆိုတာပထေထာဝန္တိယပတိလမ်းမှာပြေးသွားတဲ့မိမတယောက်ဒီလင်ရဖို့အမတန်လွယ်ပါတယ်ဗျာလွယ်တဲ့ဟဲ့လွယ်တဲ့အမျိုးငါပြောတာ
ခက်တဲ့ဟာကြခက်တာပေါ့နောက်ပိုင်းလာလိုက်မဲ့လွယ်ပုံခက်ပုံနဲ့ပတ်သက်ပြီးတော့ဇတ်ထုတ်တထုတ်၃ပါးညီနောင်သေပွဲအောင်နဲ့အခုလွယ်တဲ့သူပြောနေတယ်ဒါကြောင့်အသက်ရှင်နေသေးလို့ရှိရင်ဖြင့်သားကလည်းခပိုက်မှရဖို့လွယ်ပါတယ်လင်းကလည်းခကြီးထွက်သွားလိုက်ရင်လင်းကလည်းရဖို့လွယ်ပါတယ်ဟောဒီမောင်ကတော့မောင်ကိုမွေးဖွားပေးတာအရာဖြစ်တဲ့အမေမရှိတော့လို့မှန်လားပါဗျာဖယားကျွန်တော်မျိုးမကြီးမရတော့တဲ့မောင်ကိုမိခင်မရှိလို့မွေးဖွားမပေးနိုင်တော့တဲ့မရတဲ့မောင်ကိုမှဖယားကျွန်တော်မျိုးမကြီးလိုချင်ကြောင်းပါဖယားမောင်ရကိုခဲရင်သွားပါတဲ့အဲ့ဒီရင်ဘယင်ကြီးပြုံးလာဟဲတဲ့တဘောကြစရာကောင်းတဲ့စကားဟဲ့မင်းကြီးများဖယားဒီမိမငါစိတ်ကိုကြည်လင်အောင်ရှင်ပြအောင်ငါစိတ်ထဲသူ့အပေါ်မှာအပြစ်တင်နေတာတွေအကုန်လုံးတည်ကျသွားအောင်ဖြည့်ရှင်းနိုင်တဲ့မိမပဲတာဆိုတာရလွယ်တဲ့လင်းဆိုတာရလွယ်တဲ့မောင်ကသူ့အမွေမရှိလို့မောင်ရဖို့မလွယ်တော့ဘူးတဲ့လက်စတတ်တော့ပစိုးတောင်းပစိုးကနေလင်းတောင်းလင်းကနေမောင်တောင်းတကယ်တမ်းကျတော့ဒီမိမသည်မရတာကူမှသူလိုချင်သူပါလားကွယ်ပေါ်ရလားဟဲ့ပေးသားကြီးပေါ်ရလားမော်ဘူးဟာဇတ်ထုံးတဲ့အမီနဲ့ပေါ်လွင်သွားပါလားဟဲ့ပေါ်လွင်သွားပြီပေးတဲ့နာမည်နဲ့ကြိုက်ကြလားဟဲ့ကြိုက်သွားပြီမင်းများမလို့ဘယ်လိုဖြစ်သွားလားဟဲ့မင်းကြီးများဒါတို့အတန်ထိတ်ပေါ့မရတာကိုမှလိုချင်သူဟဲ့မင်းကြီးရဲ့မှန်လားပါဗျာလင်းဆိုတာသူရှားယူရပါတယ်ဗျာသူအရွယ်ကြည့်လိုက်ပြန်တော့လဲငယ်ရွယ်သူရှိနေသေးတယ်မို့20ကျော်30တွင်မို့သားကလည်းသူရလွယ်တယ်ဆိုတာမှန်ပါတယ်ဗျာခရီးလမ်းလျှောက်သွားလို့ရှိရင်လင်းတယောက်ရလွယ်တယ်ဆိုတာသူ့ရုပ်ရည်လေးကလည်းတနာကမပါဗျာသူဒီရလွယ်တာကိုမလိုချင်မဲနဲ့မရတာကိုမှလိုချင်သူဖြစ်ကြောင်းပါဗျာအေးဒါကြောင့်ငါနှစ်သက်သဖြင့်ဟဲ့တော်သူမဗျာဟောဒီပါရောလင်ရောမောင်ရော3ယောက်စလုံးအကုန်ခေါ်သွားတော့ဒီသဘုံ3ယောက်ငါလွတ်တယ်ဘယင်များလည်းခဲလာနော်ဖမ်းလာတာသဘုံဟုတ်သလားမဟုတ်ဘူးလားမမေးဘူး तू ကပါရောသဘုံနေတော့တာကဲလေသမား3ယောက်လွတ်သွားပါလားဟိအဲ့ဒီလေသမား3ယောက်လွတ်သွားတဲ့ကိစ္စကိုကျွတ်တို့ဓမ္မသဘင်မှာတန်ဃာတော်များစကားဖြစ်ကြဓမ္မသဘင်တန်ဃာတော်များစကားဖြစ်တော်မူကြတာကငါရှင်တော်မိမဖြစ်ပေမဲ့ညံကောင်းလေစွာမှန်တော့မိမတွေအတွက်ကင်ပေါက်စရာငါဝတ္ထုတစ်ပုဒ်ထုတ်ပေးခဲ့တချို့ကမိမတွေအထင်သေးလုံးလို့တာဝတိတယောက်နဲ့တယောက်တော့လည်းတိုက်ပေးတာမဟုတ်ပါဘူးတစ်ခါကြလို့လည်းတယောက်နဲ့တယောက်အနိုင်ယူကြနင်တို့မိမတွေက3000ကိုမိမသားတဲ့ဒီထဲတချို့မိမတွေကမခံရင်တော့ပြောတယ်3000ကိုမိမသားဘာဖြစ်တုံးလဲဖယားကသူကမွေးတုံးနဲ့အမဒီလိုလာတာမခံတဲ့မိမလည်းမခံဘူးသူတို့လည်းနိုင်အောင်ပြောတာ3000ကိုမိမသားဘာဖြစ်တုံးလဲဖယားကသူကမွေးတုံးနဲ့သူတို့အနိုင်ယူတာလေဖယားကဒီမိမကမွေးတာကိုဒါကြောင့်လောကကြီးမှာတရားနာပရိသတ်မိမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်လောကကလွန်မြောက်သွားရင်ပြီးချာမရှိပါဘူးခင်ဗျားတို့အိမ်နေကြည့်မှာပေါ့ပေးတာကြီးအိမ်နေဆောက်မထားဘူးလားဆောက်ထားပါနောက်ကလူတွေအိမ်မရှိရှာဘူးသနာပါနော်ဘယ်စရမြန်တက်နေကြပါပါဇာမရသားနဲ့အိမ်ဆောက်ရသားနဲ့မဖြေဘူးပေးတာကြီးအိမ်နေဆောက်မထားကြဘူးလားစိတ်ချမ်းသာသွားပါပြီလူတိုင်းအိမ်ရှိအမှမထွက်လို့ပြောနေတာ
ဆောက်ထားတော့ကြုံမေးအောင်ပဲဟိုယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်လို့သီးသန့်ဆောက်သလားပြုဆောက်ပါယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်သီးသန့်မဆောက်ပါကဲဒါဖြင့်မင်းရအောင်မဲ့ယောက်ျားနေတဲ့အခန်းမိန်းမနေတဲ့အခန်းတို့ညာသီးသန့်ထားသလားထားပါဘူးရှင်မရနောက်ခန်းမိန်းမတွေနေတာပဲဖေရလို့တော့ငါဂတိကတ္တမပြောနဲ့ညကြယောက်ျားတွေအဲ့ဒီခန်းနဲ့ရောက်တာငါကပ်ပေါ်မွေးလာသလားမသိဘူးမထားဘူးဟဲ့ယောက်ျားနေတဲ့ခန်းမိန်းမနေတဲ့ခန်းသီးသန့်အိမ်ဦးကဖယားစဉ်မှာမိန်းမတွေဒူးတုပ်ပြီးတော့လက်အုပ်ချီးပြီးတော့ရေချမ်းကဆန်းတော်ကဖယားဝတ်တဲ့မေတ္တာပို့အမျှဝေနိုင်သလိုမိန်းမတွေအဝတ်တန်းတင်းတဲ့အနောက်ခန်းထဲကိုလည်းယောက်ျားတွေကဲဘာပြောချင်လဲမထားဘူးသီးသန့်ဒါကြောင့်မိန်းမနေတဲ့အိမ်ယောက်ျားနေတဲ့အိမ်သီးသန့်မဆောက်သလိုမိမနေတဲ့အခန်းယောက်ျားနေတဲ့အခန်းသီးခြားမထားသလိုနိဗ္ဗာန်ကြပြန်တော့လေမိမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်ရဲ့လို့သီးခြားမရှိတော့ဘူးပြိဿဒါကြောင့်မိမပင်ဖြစ်လင်ကစားယောက်ျားထက်မြတ်တဲ့မိမတွေလည်းရှိနေကြသည်ယောက်ျားပင်ဖြစ်လင်ကစားမိမထက်ယုံနဲ့ယောက်ျားတွေလည်းရှိနေကြသည်လောကမှာဒါကြောင့်မိမသည်မိမဖြစ်တော့လေမလျှော့သောဇွဲလုံးလာဖြင့်လင်ကိုယူစေရမယ်နတ်ကဲ့သို့လှုပ်ကျွေးရမယ်လော်လီချင်းငါးပါးกินရမယ်အဲ့ဒါလို့နေကြထိုင်ကြရင်ယောက်ျားဘဝကိုလည်းဆူတောင်းလို့ရနိုင်တယ်နတ်ပြည်ကိုလည်းရောက်နိုင်တယ်ဒီဥပနိတရားတွေတဘဝထဲဘဝမြင့်မြင့်ရင့်ရင်ပြီးတော့နိဗ္ဗာန်ထိအောင်လည်းကြိုးစားလို့ရနိုင်တယ်မရဘူးလားပြိဿဒါကြောင့်မိန်းမနဲ့ယောက်ျားအတူတူနေပြီးရံဖြစ်เสียများလိုသေးလားပြိဿလိုပါဘူးတက်အောင်နေကြလင်မယားတက်အောင်လည်းဟောပါသေးတာဟုတ်တယ်လေလင်မယားတက်မှာဘုန်းကြီးနှခါအစီဆိုမှာအမနဲ့မိုးလေးအိယာကထသတ်နေတဲ့လင်မယားဘယ်ဆိုရင်တစ်ခွက်လောင်းဖို့တတိရလိမ့်ကျုပ်မန္တလေးအလိုက်မသိလို့သွားရပ်ဘူးလေလင်မယားသတ်နေတဲ့အိတစုံရနဲလားဗျကျွတ်တို့ဘုန်းကြီးကသူများကျွေးမှစားရတာဘာဟာကြီးဘာကြီးလောက်ကြလို့တော့ဘုန်းကြီးကဘဝင်မြင့်စရာထင်ကြီးစရာဘာမှမရှိဘူးဝိတာလည်းသူများပေးတာကျွေးတာလည်းသူများကျွေးတာပဲနေတဲ့ထိုင်တဲ့ကြောင်းတွေလည်းသူများဆောက်ပေးတာပဲအဲ့တော့ကျွတ်တို့ဘုန်းကြီးတွေကလူတွေရဲ့နှာခေါင်းနဲ့အသက်ရှူရဟိုနှာခေါင်းဆိုလို့ဗဇထက်ကနှာခေါင်းကြီးတွေငှားရှူတာပြောတာမဟုတ်ဘူးတင်စားပြောတာဂတိကတဝင်လာမှဆိုလို့သူများနှာခေါင်းနဲ့အသက်ရှူတယ်ဆိုတာသူများကျွေးတဲ့အစာနဲ့သူများပေးတဲ့အဝတ်နဲ့သာသနာတော်ကြီးကိုကျွတ်တူထမ်းဆောင်ရဒါကြောင့်အရင်စစ်တော်အမြင့်မီကသာသနာမှာဓာယကမကြည်ဘူးလို့ရှိရင်မလွယ်ဘူးပြိဿမှန်လားဘုန်းကြီးပြောတာဒါကြောင့်ခမည်းတော်ကဥယျာဉ်မူးနဲ့တူတယ်သာသနာတော်ကြီးကဥယျာဉ်ကြီးနဲ့တူတယ်သာသနာတော်မှာမှီတင်းပြီးတော့သတင်းသုံးကြတဲ့သံဃာတော်အရှင်မြတ်တွေကသစ်ပင်ပန်းပင်နဲ့တူတော်မူကြတယ်ဥယျာဉ်မူကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဒီအချင်းရာတွေကိုပြုကြပါမှာဥယျာဉ်ထဲမှာရှိတဲ့သစ်ပင်ပန်းပင်တွေအသီးအပွင့်တွေလန်းဆန်းပြီးပွင့်ပြီးတော့လာနိုင်သလိုဥယျာဉ်မူနဲ့တူတဲ့ခမည်းတော်တွေကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဆိုတဲ့အမှုတွေနဲ့တူသောဆန်းဆေးကြောင်းသင်္ကန်းပစ္စည်းလေးပါးဖြင့်ချီးမြှင့်ထောက်ပံ့ကြပါမှာဖယားရဲ့အဆုံးအမလို့ခေါ်တဲ့သာသနာတော်ကြီးထဲမှာသတင်းသုံးနေကြတဲ့သစ်ပင်ပန်းပင်နဲ့တူတဲ့တန်ဃာတော်အရှင်မြတ်တွေဟာပရိယတိပฏิပတ်တိပฏิဝေဒခေါ်တဲ့သာသနာသုံးရအညွန်အဖူတွေပြီးပွင့်ပြီးတော့လာနိုင်ပါတယ်မှန်ရလားဘုန်းကြီးပြောတာဒါကြောင့်တရားနာပရိသတ်ရေဆွန်းစွန်းရနဲလာလင်မယားသတ်တဲ့အိမ်ငယ်ငယ်ကအလိုက်မသိလို့ကြုတ်သွားရက်